အခုတခါအပတ်စဉ်တောက်ကြနေတိုင်းထုတ်လွှင့်နေတဲ့ပတ်မှတ်တသားစကားများအစီအစဉ်ကိုထုတ်လွှင့်ပေးမှာပါမြမရေးနဲ့ပတ်သက်လို့တပတ်အတွင်းဖြစ်ပေါ်ခဲ့တာတွေကတချို့ကို RFA အဖွဲ့သားကိုကျော်မင်းထွန်းကစူးစီးတင်ပြထားပါတယ်ရှင်မင်္ဂလာပါခင်ဗျာပြီးခဲ့တဲ့ AB လ29ရက်တနင်္ဂနွေနေ့ကလွတ်တော်ကျန်းကျိန်စာသားနဲ့ပတ်သက်ပြီးတော့မြို့သားဒီမိုကရေစီဖွဲ့ချုပ်လွတ်တော်ကိုယ်စားလှယ်တွေလွတ်တော်တက်ရေးမတက်ရေးလိတ်ခဲတင်းလဲဖြစ်နေတဲ့အခြေအနေကနေလွတ်တော်တက်ဖို့ဆုံးဖြတ်တဲ့အကြောင်းမြို့သားဒီမိုကရေစီဖွဲ့ချုပ်ဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်ကသတင်းတော်တွေနဲ့တွေ့ဆုံပြီးပြောကြားလိုက်ပါတယ်ဒီဆုံးဖြတ်ချက်ဟာဒေါအောင်ဆန်းစုကြည်နဲ့မြို့သားဒီမိုကရေစီဖွဲ့ချုပ်အတွက်သာမကပဲမြန်မာပြည်သူတရားလုံးတွေအရေးကြီးတဲ့ဆုံးဖြတ်ချက်ကြီးတစ်ခုဖြစ်တယ်လို့သတင်းစာတွေနဲ့နိုင်ငံရေးလေ့လာသူတွေကရေးသားပြောဆိုခဲ့ကြပါတယ်ဒါလက်ခံရတဲ့အကြောင်းကကျွန်မအကြမ်းပြင်းလာဖြစ်ပြောတယ်နံပါတ်1ကတော့ပြည်သူလူထုရဲ့ဆန္ဒအရာကျွန်တော်တို့မဲဆန္ဒရှင်များကျွန်တော်တို့မဲပေးခဲ့တဲ့ပြည်သူလူထုကကျွန်တော်တို့လွတ်တော်တွေကိုရောက်သွားတာအင်တာမတ်နေကြဆိုတော့ကျွန်တော်တို့ကလည်းချိန်လုံးပြည်သူရဲ့အတောင်နားထောင်နေရတယ်နားထောင်နေတဲ့အခါမှာအင်တာမတ်ကျွန်တော်တို့လွတ်တော်တွေကိုပြည်သူလူထုကြတယ်နောက်ပြီးတော့ကျွန်တော်တို့ရဲ့မဟာမိတ်တွေဖြစ်တဲ့တိုင်းရင်းသားအဖွဲ့အစည်းတွေကလည်းအင်တာမတ်သူလာနဲ့လွတ်တော်တွေကနေအခုကပြောင်းလဲဖို့လှုပ်ဆောင်ပါလိမ့်မယ်လှုပ်ဆောင်ခြင်းပါလေဆိုပြီးပြောထားတဲ့မြစ်တာရခံတွေကိုလည်းကျွန်တော်တို့အနေနဲ့အင်တာမတ်တံပိုးအနေထားတယ်အဲ့တော့တချို့ကတော့အလျှော့ပေးတယ်လို့မမြင်ဘူးလားဆိုတော့အလျှော့ပေးတယ်လို့မြင်ရင်လည်းမြင်နိုင်ပါလေကျွန်တော်တို့ပြည်သူစံတော်ကိုအလျှော့ပေးတယ်ကျွန်တော်တို့မဟာမိတ်တွေရဲ့စံတော်ကိုကျွန်တော်တို့အလျှော့ပေးတယ်ကျွန်တော်တို့အနေနဲ့ပြည်သူကနေပြီးတော့အင်တာမတ်တိုက်ခိုက်တယ်လည်းထောက်ခံပြီးတော့ရပြရွေးကောက်ပွဲမှာအောင်နိုင်ထားတဲ့အဖွဲ့ချုပ်မလို့သဘောထားကြီးကိုဆိုတာလေဒီကမှပြောရတယ်။နောက်ကျမတို့ဟာတကယ်ပဲဒီလေအောင်လုပ်ပြီးတော့ပူပေါင်းဆောင်ရွက်ခြင်းနဲ့ဆန္ဒရှိတယ်ဆိုတာကိုလေကျမတို့လက်တွေ့ကြကြပြောလို့ရတယ်။ဒီရွေးကောက်ပွဲဥပဒေနဲ့ပါလီပတ်ပုံတည်းဥပဒေနဲ့ပတ်သက်လို့ပြင်ဆင်ပေးမှုတွေအတွက်ဆွေးနွေးတော့ကသမရာကြီးကနေပြီးတော့လိုက်ရောခဲ့တာကိုလေကျမတို့မမေ့ပါဘူး။ AB လ30ရက်နေ့ကမြန်မာနိုင်ငံကိုခီးရောက်နေတဲ့ကုလသမဂ္ဂအတွင်းမှုချုပ်မစ္စတာဘန်ကီမွန်ကဒေါအောင်ဆန်းစုကြည်နဲ့တနိုင်ခွဲကကြာဆွေးနွေးတွေ့ဆုံပြီးမှသတင်းတော်တွေနဲ့တွေ့ရမှာစကလုံးတစ်လုံးကိုပြောကြားခဲ့တာတွေ့ရပါတယ်။ဒေါအောင်ဆန်းစုကြည်လွတ်တော်တက်ဖို့ဆုံးဖြတ်တာဟာအလွန်ခက်ခဲဆုံးဖြတ်ခဲ့ရတယ်ဆိုတာသဘောပေါက်နားလည်ကြောင်းမစ္စတာဘန်ကီမွန်ကပြောပါတယ်။ Politicians sometimes will continue to have differences on some issues, but real leader demonstrates flexibility for the greater cause of people. မစ္စတာဘန်ကီမွန်ကနိုင်ငံရေးသမားတွေအကြားသဘောထားမတူညီမှုတွေဆက်ရှိနေတတ်မြဲဖြစ်တဲ့အကြောင်းဒါပေမဲ့တကယ်စစ်မှန်တဲ့နိုင်ငံခေါင်းဆောင်တွေကတော့တိုင်းပြည်နဲ့ပြည်သူလူထုအကျိုးစီးပွားအတွက်သဘောထားပျော့ပြောင်းရတယ်ဆိုတာကိုလက်တွေ့လုပ်ကင်ပြလို့ရှိပါတယ်လို့ပြောသွားပါတယ်ဒီလှုပ်ဆောင်ချက်အတွက်ဒေါအောင်ဆန်းစုကြည်ကိုအလွန်လေးစားမိပါတယ်လို့လည်းမစ္စတာဘန်ကီမွန်ကပြောကြားခဲ့ပါတယ်ခင်ဗျာအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်ဟာမေလ2ရက်နေ့ကနေပြည်တော်ကပြည်သူ့လွှတ်တော်မှာပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးအနေနဲ့ပထမဆုံးကျန်းကျိန်ဆိုတက်ရောက်ခဲ့ပါတယ်ဒီလိုတက်ရောက်တဲ့အခမ်းအနားမှာပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းလွှတ်တော်တွင်ကအင်အားကြီးပါတီဖြစ်တဲ့ကျန်းခိုင်ရေးပါတီရဲ့အတွင်းရေးမှူးဦးထေးဦးတို့ကရင်းရင်းနှီးနှီးလာရောက်နှုတ်ဆက်တာတွေ့ရပါတယ်လွှတ်တော်တက်ပြီးသတင်းတော်တွေကမေးမြန်းရာမှာသူစန္ဒတဲ့ပြည်သူစန္ဒကြောင့်အခုလိုလွှတ်တော်ကိုလာရောက်တက်တာဖြစ်တဲ့အကြောင်းဒေါအောင်ဆန်းစုကြည်ကဖြေကြားခဲ့တာတွေ့ရပါတယ်မှန်ချက်တွေအတွက်လာတက်တယ်အဲ့တော့အဓိကတူတူပြောရမယ်ဒီရဲ့ရည်မှန်းချက်တွေတော့တရားရဂိုင်းနှုန်းအောင်မြင်ဖို့အတွက်ကြိုးစားပါမယ်အခုတစ်ပတ်အတွင်းမှာပဲလွှတ်တော်နဲ့ပတ်သက်လို့ထူးခြားတဲ့ဖြစ်စဉ်တစ်ခုကတော့လွှတ်တော်ကိုယ်စားလှယ်တွေကိုမထေမဲ့မြင်ပြောကြားခဲ့တာမဟုတ်ကြောင်းခွင့်လွှတ်ဖို့တောင်းပန်တဲ့အကြောင်းပြည်ထောင်စုဝန်ကြီးတို့ကပြည်သူ့လွှတ်တော်ကိုတက်ရောက်တင်ပြတဲ့ကိစ္စဖြစ်ပါတယ်။လေယာဉ်နဲ့စိုက်ပျိုးရေးဝန်ကြီးဦးမြင့်လှိုင်ကလွှတ်တော်ကိုယ်စားလှယ်တွေပညာမတတ်သူတွေဖြစ်တယ်လို့ Hot News သတင်းဂျာနယ်နဲ့တွေ့ဆုံမေးမြန်းခန်းမှာပြောဆိုခဲ့တာနဲ့ပတ်သက်ပြီးလွှတ်တော်ကိုယ်စားလှယ်တွေအကြားမကျေနပ်တာတွေတိုးပွားလာတဲ့အပြင်ဧပြီလ23ရက်နေ့ကလွှတ်တော်ကိုယ်စားလှယ်200ကျော်ကတရားဥပဒေအရေးယူဖို့လွှတ်တော်မှာတင်ပြထောက်ခံခဲ့တဲ့အတွက်ဝန်ကြီးဦးမြင့်လှိုင်ကပြီးခဲ့တဲ့ဧပြီလ28ရက်နေ့ကလွှတ်တော်ကိုကိုယ်တိုင်တက်ရောက်ဖြည့်ရှင်းတာဖြစ်ပါတယ်။ဦးမြင့်လှိုင်ကသူ့အနေနဲ့ပြည်သူတွေရဲ့ဆန္ဒနဲ့ရွေးချယ်ခံရတဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်တဲ့အကြောင်းလွှတ်တော်အတည်ပြုချက်နဲ့ပဲပြည်ထောင်စုဝန်ကြီးတာဝန်ကိုထမ်းဆောင်နေပြီးတော့ကိုယ်စားလှယ်တော်ကြီးများအားလုံးကိုလည်းအထူးလေးစားဂုဏ်ယူတဲ့အကြောင်းသူ့ဘော်အထင်မြင်လွဲမှားမှုတွေရှိနေကြတဲ့ကိုယ်စားလှယ်တော်ကြီးအားလုံးကိုလည်းတမြေတဲနေတရေတဲအတူတောက်တလေတဲအတူခီးသွားတဲ့သူချင်းချင်းအနေနဲ့လှုပ်ဖော်ကိုင်းပဲညီကိုတွေအဖြစ်မြတ်တာရှိထားပြီးတော့သူ့ဘော်ခွင့်လွှတ်နားလည်ပေးပါရန်အနုညွတ်တောင်းပန်မှာကြောင်းတင်ပြခဲ့တယ်လို့သိရပါတယ်ခင်ဗျာပြီးခဲ့တဲ့မေလ1ရက်နေ့ဟာကမ္ဘာ့အလုပ်သမားနေ့ဖြစ်ပါတယ်ရန်ကုန်တန်လျင်ဘက်မှာကျင်းပခဲ့တဲ့ကမ္ဘာ့အလုပ်သမားနေ့အခမ်းအနားတစ်ခုမှာ88မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုကြီးကနိုင်ငံရေးလုပ်ငန်းစဉ်တွေမှာအများပြည်သူတွေပါဝင်လာဖို့ဟောပြောခဲ့တာတွေ့ရပါတယ်ဒီနေရာမှာအမျိုးသားနိုင်ငံရေးဆိုတဲ့စကားလုံးနဲ့ပတ်သက်လို့ကိုကြီးကသူ့ရဲ့သဘောထားအမြင်တွေ
ပြောကြားခဲ့ပါတယ် အဲ့တော့နိုင်ငံရေးအကြောင်းပြောရင်ကျွန်တော်တို့ရဲ့အမျိုးသားစည်းလုံးညီညွတ်ရေးကိုအကြီးအကျယ်ဖြိုခွဲနေတဲ့စကားလုံးတစ်လုံးကျွန်တော်ထပ်ပြောရလိမ့်မယ်အဲ့ဒါအမျိုးသားနိုင်ငံရေးဆိုတဲ့စကားလုံးအဲ့ဒီစကားလုံးဟာအိမ်မတန်အဖိုးနဲ့ကထိတ်ထန်တဲ့စကားလုံးအဖြစ်သာရဘာနဲ့တူလဲဆိုတော့ပြည်ကံဗဒများလူမျိုးအိမ်မတန်အဖိုးတန်တဲ့စကားလုံးဘောဟာရအနှစ်သာရကိုဓာသွေးကြောင့်လုပ်ပြင်းကျွန်တော်တို့ခုတ်ဖို့ထစ်ဖို့ဓာသွေးဖို့အတွက်အဲ့ဒီအမျိုးသားနိုင်ငံရေးဆိုတဲ့ဗဒများပေါ်မှာအချင်းချင်းနှိတ်ကိုဖို့ဖိနှိပ်ဖို့ဓာတ်ကိုသွေးနေတယ်အဲ့ဒါဓာသွေးကြောင့်မဟုတ်ဘူးအဲ့ဒါပြည်ကံဗဒများအဲ့တော့ဒီစကားလုံးကိုလိုသလိုအဓိပ္ပာယ်ဖွင့်ပြီးတော့ငါတို့လုပ်နေတာကအမျိုးသားနိုင်ငံရေးငါတို့ကအမျိုးသားနိုင်ငံရေးကိုစောင့်ရှောက်နေတာပေါ်ဆောင်နေတာငါတို့နဲ့အယူဆကွဲလွဲတဲ့သူတွေကအမျိုးသားနိုင်ငံရေးကိုသစ္စာဖောက်နေတာအမေကျော်တွေးတော်လွန်ပစိန်ယိုးအနောက်ဩဇာခံကွန်မြူနစ်ဩဇာခံစုံနေတာပဲနောက်ဆုံးတော့ကျွန်တော်တို့နိုင်ငံရေးလုပ်တာကျွန်တော်တို့လက်ဝဲတစ်စိတ်ကလိုက်လက်အားတစ်စိတ်ကလိုက်ကိုယ့်ကိုယ်ကိုဘာမှတော့မသိတော့ အခုတစ်ပတ်မတ်မတ်သားသားစကားများစီစဉ်အောင်ဒီလောက်ပါပဲခင်ဗျာကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်